မကေကိုစောင့်နေကြတယ်လို့ထင်ပါတယ်ပထမဦးဆုံးမကေပြောချင်တာလေးကလေအခုမကေပြောမယ့်စကားတွေဒီမင်းသားလေးအခုလက်ရှိဖြစ်နေတဲ့ပြဿနာတွေနဲ့ဘာမှမဆိုင်မဲနဲ့မကေလက်တွေ့ကြုံတွေ့နေရတဲ့အရာလေးကိုမကေအရင်ပြောချင်ပါတယ်တကယ်တော့မနေ့ကမနေ့က10နာရီ17နာရီလောက်မှာမကေရဲ့ဒီ TikTok ကတည်တဲ့ညီမလေးတွေတော်တော်များများက YouTube မှာမကေရဲ့ပုံကိုဒီပေါ့နော်မင်းသားလေးရဲ့နာမည်နဲ့တွဲပြီးတော့မကောင်းတဲ့စာတွေတင်နေတဲ့ဗီဒီယိုတစ်ပုဒ်ကိုမကေစီကိုလာပို့တယ်ပေါ့နော်အဲ့တော့အဲ့ဒီကာယကံရှင်မကေကိုနာမည်ဖြတ်ပြီးတင်တဲ့ကာယကံရှင်ဒီပထမတစ်ခါလဲအောင်စဘူးကိုလင်းတော်ခြင်းနေတဲ့မကေဆိုပြီးတင်ခဲ့လို့မကေကိုယ်တိုင်သွားရောက်ပြီးတော့တောင်းပန်ပြီးတော့ဖြတ်ခိုင်းထားခဲ့တာပါအဲ့ဒီတုန်းကသူကိုယ်တိုင်ပဲဖြတ်ပေးပြီးတော့မကေကိုလည်းသူတောင်းပန်စကားဆိုသွားခဲ့တယ်ပေါ့နော်အဲ့တော့မကေကလည်းအဆင်ပြေပြီးသွားပြီကိုကတောင်းပန်ပြီးဖြတ်ခိုင်းတာကိုသူကလည်းဖြတ်ပေးတယ်ဆိုတော့အားလုံးကအရာအားလုံးအဆင်ပြေပြီးသွားခဲ့တယ်ပေါ့နော်အဲ့ဒီတင်တဲ့မောင်လေးကိုလည်းဒီကနေအမကပြောချင်ပါတယ်အမဒီမောင်လေးပေါ်မှာဘယ်တော့မှမကောင်းသောစိတ်မကောင်းသောအကြံစီတွေလည်းမရှိခဲ့သလိုမြင်လည်းမမြင်ဘူးပါဘူးတီလည်းမသိပါဘူးအမကအောင်စဘူးမင်းသားလေးကိုအားပေးမိတာကလွဲရင်တခြားမကေဒီစဘူးကိုဒီလင်းတော်ခြင်းစိတ်ဆိုတာကစိုးစင်းမြတောင်မှတွေးတောင်မတွေးဘူးခဲ့တဲ့အရာပေါ့နော်ကိုလေးဒီမင်းသားလေးနာကိုခြေတလန်းမှတောင်တိုးမသွားဘဲနဲ့ပြပကနေအားပေးနေခဲ့တဲ့သူတွေပါအခုဘလို့ပဲခေါင်းစဉ်မျိုးနဲ့တင်မကေတောင်ဆိုမပြောပါဘူးအခုကတော့အောင်စဘူးရဲ့မရကြီးဆိုပြီးတော့မကေကိုတင်ခဲ့တာပေါ့နော်အဲ့တော့ပြောချင်တာကမကေဒီမနေ့ကမကေရဲ့ပြဿနာနဲ့မကေစိတ်ညစ်နေခဲ့တာပါအဲ့ဒီမကေစိတ်ညစ်နေတဲ့အချိန်မှာဒီမင်းသားလေးရဲ့ပြဿနာတွေကဖြစ်မလာသေးပါဘူးเนาะဖြစ်မလာသေးဘူးမကေပါဆိုမကေစိတ်ညစ်နေတဲ့အတွက်မကေ post လေးလည်းတင်ပါတယ်เนาะညနေပိုင်းမှာဘာလို့ဒီလိုမျိုးတိုက်ခိုက်ကြတာလဲဆိုပြီးတင်တဲ့ပြဿနာဒီဒိုမင်းသားလေးရဲ့ပြဿနာနဲ့ဘာမှမဆိုင်ပါဘူးမကေကိုဒီ follower ရှာစားတဲ့သူတွေပေါ့နော် like တွေ view တွေ comment တွေဒီဒေါ်လာတွေရဖို့အတွက်နဲ့မကေရဲ့နာမည်နဲ့အောင်စဘူးနာမည်ကိုတွဲပြီးတော့ဒီအောင်စဘူးရဲ့မရေကြီးပါဆိုပြီးတော့မကေကိုတွဲပြီးတင်ခဲ့တာပါအဲ့တော့ဟိုဖြည့်ရှင်းစရာမလိုတဲ့ပြဿနာဆိုတာလည်းမကေသိပါတယ်ဒါပေမဲ့လည်းမကေမှာလည်းမကေအတိုင်းဝိုင်းနဲ့မကေရှိတယ်မကေရဲ့သားသမီးတွေရှိတယ်သားလေးဆိုလို့ရှိရင်လည်းလူပြိုပေါက်ဖြစ်နေပြီဖြစ်တဲ့အတွက်ပေါ့နော်မကေကဆက်လက်ပြီးတော့ဒီလိုမျိုးတွေမပြောတော့မဆိုတော့ဘူးလို့မကေကိုယ်တိုင်ဆုံးဖြတ်ထားခဲ့တာပါအဲ့ဒီအကောင့်ကိုလည်းမကေအမျိုးမျိုးဖြတ်ကြည့်ပါသေးတယ်ဒီ private လောက်ထားလဲလုံးလို့မရဘူးပေါ့နော်ဒီဘလို့ပဲလုံး TikTok အကောင့်ကမကေလည်းတိတ်ပြီးမကျွမ်းကျင်တဲ့အတွက်ပေါ့နော်ဒီအကောင့်ကိုလော့ချတာလဲချလို့မရခဲ့ပါဘူးအဲ့တော့ကြတော့ဒါပေမဲ့မကေမနေ့ကတင်လိုက်တဲ့ post မှာဘာတွေလာမှန်းကြလဲဆိုတော့မင်းသားလေးကိုအပြစ်တင်တဲ့ပုံစံနေနဲ့လာမှန်းကြလို့မကေအကုန် post နှစ်ခုစလုံးကိုမကေက only မိလိုက်တာပါဘာလို့ဆိုတော့မကေတင်တဲ့ဥစ္စာဒီမင်းသားနဲ့မဆိုင်တဲ့ပြဿနာပါမကေကမင်းသားကိုကာကွယ်ပြောဆိုပေးခဲ့လို့ဒီ follower ရှားစားဒေါ်လာရှားစားတဲ့ဒီကလေးတစုကမကေကိုဒီလိုမျိုးနာမည်ခေါင်းစဉ်နဲ့တင်ခဲ့တာပေါ့နော်တခြားသောနာမည်ခေါင်းစဉ်တွေနဲ့တင်တာမကေလက်ခံနိုင်ပေမဲ့ဒီလိုမျိုးကြီးစော်ကားပြီးတင်တာမျိုးကြတော့မကေလက်မခံနိုင်လို့အကောင့်မှာဖြတ်ပြီးတော့မသုံးတော့ဘူးဒီမကေတွေးခဲ့တာပေါ့နော်အဲ့တော့ဒီပြဿနာကတော့မကေမနေ့ကကြုံတွေ့ခဲ့တဲ့ပြဿနာကိုရှင်းပြတာပါအဲ့တော့မင်းသားလေးတင်မဟုတ်ဘူးမနေ့ကစိတ်ဒဏ်ရာကမကေပါရခဲ့တာပေါ့နော်မင်းသားလေးကိစ္စတွေမဖြစ်ခင်ဒီနေ့လယ်ပိုင်းလောက်မှာပဲမက်ကေကအဲ့ပြဿနာတွေဖြစ်နေကြတာမက်ကေနဲ့အနားနီးမှာရှိတဲ့ညီမတွေအကုန်သိကြပါတယ်သူတို့တွေကိုယ်တိုင်ကလည်းမက်ကေသဘောပါဒီအကောင့်ဖြတ်ချင်တယ်ဖြတ်ပေါ့နော်အဲ့လိုမျိုးတွေပြောပြီးတော့မက်ကေကိုဖြစ်နေတာပါမင်းသားလေးပြဿနာမတက်ခင်ကလေးကဖြစ်နေခဲ့တဲ့အရာပေါ့နော်မင်းသားလေးနဲ့ဘာမှမသက်ဆိုင်ပါဘူးဒါကတော့မက်ကေနဲ့ပတ်သက်ပြီးတော့ပြောပြခြင်းဖြစ်ပါတယ်အဲ့တော့မင်းသားလေးနဲ့ပတ်သက်တဲ့ကိစ္စကိုမက်ကေရဲ့ထင်မြင်ယူဆချက်ကိုကြတော့မက်ကေနောက်တစ်ပုတ်အနေနဲ့တင်ပေးပါမယ်ဘာလို့လဲဆိုတော့အခုဟာကမက်ကေရဲ့ပြဿနာကိုသိစေချင်လို့ပါနာမည်ဖြတ်တဲ့လူတစုကဒီလိုမျိုးဒီစပုကတိုက်ခိုက်နေတဲ့ဟာတွေတင်မဟုတ်ဘဲနဲ့စပုဘက်မှာရက်တည်နေတဲ့အမားတို့လိုလူတွေကိုပါဒီလိုတဲချက်ထားပြီးတော့လှုပ်လာကြပြီပေါ့နော်အဲ့တော့အမားတို့လည်းဒီအတိုင်းဝိုင်းတစ်ခုနဲ့နေတာဖြစ်တဲ့အတွက်ဒီလိုမျိုးတွေတင်ခံရလာတဲ့အပေါ်မှာမကေနေလည်းအဆင်မပြေတော့မကေကိုယ်တိုင်ပဲအကောင့်ဖြတ်မယ်လို့တွေးခဲ့တာပါဒါပေမဲ့အမအခုဖြစ်နေတဲ့မင်းသားလေးပြဿနာကိုတော့မကေကိုအပုတ်တိုင်းလိုသူတို့တွေကယူတင်ပြီးတော့လှုပ်ရှားနေကြတာသိပေမဲ့လည်းအခုနောက်ဆုံးမင်းသားလေးဖြစ်နေတဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့အမဗီဒီယိုလေးတစ်ပုတ်တော့တင်ချင်ပါသေးတယ်အဲ့ဒါလေးကိုမကေနောက်တစ်ပုတ်မှာတင်ပေးပါမယ်နော်Hello မက်ကေဒီဗီဒီယိုလေးကိုတင်ဖို့အချင်းချင်းခါတော်တော်လေးစဉ်းစားခဲ့ရပါတယ်တခုပြောချင်တာကမက်ကေဒီအခုပြောနေတဲ့စကားတွေထဲမှာဘသူမှထိခိုက်နေတာလို့စိတ်မရှိသလိုဘသူဘက်ကမှပါတဲ့ post မဟုတ်ပါဘူးမင်းသားကိုချစ်တဲ့အမြဲတမ်းလို့အားပေးနေတဲ့
မင်းသားဘက်ကနေအမြဲတမ်းရက်တီပေးပြီးမင်းသားရှေ့ကနေအမြဲတမ်းကာကွယ်ပြောဆိုပေးနေတဲ့အမတယောက်အနေနဲ့ဒါပြောဆိုခြင်းဖြစ်ပါတယ်เนาะအဲ့တော့ဒီပြဿနာမှာဖန်နီလည်းအလုံးစုံမှန်မနေသလိုအခုလက်ရှိနာမည်ထွက်နေတဲ့မင်းသားလေးရဲ့ EH နဲ့မင်းသမီးအစ်စ်ကလေးလည်းမှန်မနေပါဘူးအဲ့လိုပဲမနေ့က post ထတင်ခဲ့တဲ့မင်းသားလေးလည်းစာရေးတာအနေငယ်လိုအပ်ချက်တွေရှိခဲ့ပါတယ်ပြောရမယ်ဆိုရင်မင်းသားရဲ့ဆိုလိုရင်းရည်ရွယ်ချက်ကအခုပရိသတ်တွေထင်နေတယ်လို့မဟုတ်ပေမဲ့လည်းမင်းသားတင်လိုက်တဲ့စာလေးတစ်ချောင်းကပရိသတ်တွေရဲ့ရင်ကိုအပ်တွေနဲ့ထိုးဆွတယ်လို့ဖြစ်ခဲ့တယ်ပေါ့နော်မကေတို့ကိုယ်တိုင်လည်းမင်းသားလေးရဲ့စာကိုဖတ်ပြီးတော့စိတ်မကောင်းဖြစ်ခဲ့ရပါတယ်အဲ့တော့ပြောချင်တာကဒီပြဿနာမှာဖန်နီမှားတာတွေလည်းရှိခဲ့ပါတယ်ရှိခဲ့တယ်ဆိုတာကဖန်တချို့ကြောင့်ပေါ့နော်ဒီငယ်ရွယ်နှုတ်နေသေးတဲ့ဖန်တချို့ကြောင့်စဉ်းစားတွေးခေါ်ညံအနေငယ်လိုအပ်ချက်တွေရှိတဲ့အတွက်ဒီတစ်ဖက်မင်းသမီးတွေပေါ်မှာစကားရင်းရင်ဒီပြောဆိုခဲ့တာတွေရှိတာမှန်တော့ညာလေတစ်ဖက်ကကာယကံရှင်အမျိုးသမီးနှစ်ယောက်လည်းမင်းသမီးတယောက်ရဲ့အင်္ဂါရဲနဲ့အညီနေထိုင်ခဲ့ခြင်းမရှိပါဘူးเนาะအဲ့တော့ Fanny ထဲမှာတိတ်တိတ်ကလေးအားပေးပြီးတော့မင်းသားအပေါ်မှာအရန်ကိုစိတ်နှစ်ပြီးတော့တကယ်ကိုယုံကြည်ပြီးတော့အားပေးနေတဲ့မက်ကေတို့လူတွေလည်းရှိပါတယ်အဲ့တော့ဒီပြဿနာရဲ့ဇင်းမြစ်လားရာတွေကိုမက်ကေတို့အခြေခံပြီးကြည့်လိုက်တဲ့အခါမှာမင်းသားလေးအနာမှာအများအားလို့အားပေးနေပြီးတော့ငါတို့ကမင်းသားရဲ့အကြီးစား fan တွေပါဆိုတဲ့အမားတချို့တွေရဲ့ဇက်ကနေထွက်ကြလာတဲ့စကားတွေဒါဖြစ်ပါတယ်အဲ့တော့ဘသူတွေဆိုတာကိုပဲသိကြမှာပါဘသူပဲဘယ်ဝါရဲပါလို့တော့မက်ကေကနာမည်တက်ပြီးမပြောတော့ပါဘူးအဲ့တော့ပြောချင်တာကမင်းသားကိုတကယ်ချစ်တယ်မင်းသားကိုအားပေးပါတယ်မင်းသားရဲ့ငါတို့ကအဓိကမိသားစုတွေပါလို့ဆိုပြီးတော့မင်းသားရဲ့အတင်းကိုပြောတဲ့နေရာမှာလည်းထိတ်ဆုံးကနေနေတာကြတော့ရှေ့တစ်မျိုးကွက်တရားတစ်မျိုးလုပ်တယ်လို့ခံစားရပါတယ်အဲ့တော့ငယ်ရွယ်နှုတ်နယ်သေးတဲ့ fan တွေဟာအတွေးခေါ်မရင့်ကျက်ကြသေးတဲ့အတွက်မင်းသားရဲ့အကြီးစား fan တွေကတောင်ဒီလိုမျိုးပြောလာပြီဆိုတော့ဒီသတင်းကအမှန်ပဲဆိုပြီးတထစ်ချမင်းသားမှာ relationship ရှိတယ်လို့ထင်သွားတယ်လို့တစ်ဖက်ကမင်းသမီးလေးနဲ့လည်းထွက်ပေါ်လာတဲ့ဒီတက်သေးတွေကြောင့်မင်းသားကိုအားလုံးအထင်လွဲသွားကြတယ်ပေါ့နော်အဲ့တော့မက်ကေတို့ကမင်းသားရှေ့ကနေပြီးတော့အကုန်လုံးပြောဆိုပြီးတော့ကာကွယ်ပြီးတင်ထားပြီးသားပါเนาะဒီပွဲမှာမင်းသားလေးထွက်ရှင်းလိုက်မယ်လို့လည်းမက်ကေတို့ကမထင်ခဲ့ဘူးအမှန်ပါဒါကြောင့်လည်းထွက်မရှင်းခဲ့ရင်တောင်ဒိုမင်းသားလေးကရှင်းစရာမလိုတဲ့ပြဿနာမလို့မရှင်းခဲ့တာဆိုပြီးတော့မက်ကေတို့တွေကဒီမင်းသားလေးအတွက်ကိုအကုန်လုံးရည်ရွယ်ပြီးတင်ထားပြီးသားပါဒါပေမဲ့မထင်မဖဲနဲ့စိတ်မကောင်းစွာပဲမင်းသားလေးကတိုက်ဆိုင်ဒီနေ့မှာထွက်ပြီးတော့ရှင်းလာခဲ့တယ်ပေါ့နော်အဲ့ဒီအပေါ်မှာရှင်းရခြင်းအကြောင်းရင်းကလည်းမင်းသားရိုက်မဲ့ဇလန်းကားတစ်ခုတွဲပေါ့နော်ဒီမင်းသားနဲ့အတူတွဲဖက်သေးဥဆောင်မဲ့မင်းသမီးလေးကအောင်စဘူးနဲ့တွဲရရမယ်ဆိုရင်တော့သူတော်တော်လေးစဉ်းစားရအောင်မယ်ဆိုတဲ့စကားလေးတစ်ခွန်းကြောင့်မင်းသားတော်တော်လေးစိတ်ထိခိုက်ရတယ်လို့မကီလို့ကြားရတယ်ပေါ့နော်အဲ့တော့ဒါကလည်းfan တွေရဲ့အဖြစ်တချို့ပါပါတယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးမရင့်ကျက်သေးတဲ့ fan တချို့ရဲ့နေရာတကာဝင်ရောက်ဆွတ်ဖက်မှုတွေကြောင့်လည်းဒီလိုမျိုးတွေဖြစ်လာတယ်ဆိုတာလည်းအမှန်ပါပဲမကီလို့လက်ခံရပါမယ်เนาะအဲ့တော့မင်းသားလေးကလည်းအဲ့ဒီစိတ်ခံစားချက်ကိုသူပြောချင်တာကတော့သူကိုယုံရင်တစ်ဖက်ကလူတွေကိုပြောစရာမလိုဘူးပေါ့နော်သူ့ကိုသာယုံပေးမယ်ဆိုရင်တစ်ဖက်ကလူတွေကိုတိုက်ခိုက်နေစရာမလိုဘူးသူဒီငကိုကလေးကနှမတွေအမေတွေပေါ်မှာအရန်ကိုတိတက်ပြီးတော့ချစ်တက်တဲ့သားလိမ်မာတယောက်အကိုတယောက်ဖြစ်တဲ့အတွက်သူ့ကြောင့်လည်းတခြားအမျိုးသမီးတွေထိခိုက်နေတာမှာကိုသူလုံးမှာမဟုတ်ဘူးဆိုတော့မက်ကေပထမ post မှာကလေးကထည့်ပြောခဲ့ပါတယ်အဲ့ဒီအတွက်ကြောင့်လည်းဒါတစ်ဖက်သောအမျိုးသမီးတွေကသူ့ကြောင့်လည်းအရန်ကိုဆဲဆိုခံရတာတွေမြင်တဲ့အခါမှာသူ့အနေနဲ့အာနာစိတ်ဖြစ်ပြီးတော့ဒီလိုပြောခဲ့တာလည်းဖြစ်ချင်ဖြစ်မှာပါဒါကတော့ဒီဘက်ကကြည့်လို့ရှိရင်လက်ဖို့ဝါဖြစ်ပေမဲ့မက်ကေဘက်ကကြည့်တဲ့အခါမှာလက်ဖို့မိုးဖြစ်နေတတ်တယ်ပေါ့နော်ကြည့်တဲ့အမြင်တွေပေါ်မှာမူတည်ပြီးတော့ထင်မြင်ယူဆချက်တွေကလည်းကွဲလွဲသွားတော့မှာပါဒါပေမဲ့လည်းတခုရှိတာကဒိုမင်းသားလေးသာကျွန်တော်ကိုမယုံဘူးလားဗျာဆိုတဲ့စကားလေးတစ်ခွန်းပဲတင်ပေးခဲ့ရင်တော့အခုလက်ရှိဖြစ်နေတဲ့ဇက်တွေအကုန်လုံးကပိတ်သွားကြမှာပါအကုန်လုံးအရေးပြောကြသွားပြီးတော့သူတို့ရဲ့အာယုံတွေအကုန်လုံးကမင်းသားလေးစီကိုရောက်လာမှာပါအဲ့တော့မင်းသားလေးလည်းမနေ့ကတင်လိုက်တဲ့ post မှာအနှဲငယ်စိတ်လောပြီးတော့တင်သွားမိတယ်လို့မကြီးကတော့ယူဆပါတယ်အဲ့တော့အခုချိန်မှာအဓိကပြဿနာကဘာဖြစ်နေလဲဆိုတော့မင်းသားနဲ့ပရိသတ်နဲ့ထိတွေ့မှုမရှိပဲဝေးကွာနေတာလေပြဿနာတရက်ဖြစ်နေတာပါတကယ်လို့ဒါမင်းသားလေးနဲ့ပရိသတ်နဲ့ကအမြဲတမ်းထိတွေ့မှုရှိနေခဲ့တယ်ဆိုရင်မကြီးတို့ကဟလာဒီ
သူ့ပရိသတ်ကလည်းမင်းသားပေါ်မှာဒီလောက်ထိအထင်လွဲကြမှာမဟုတ်ဘူးပေါ့နော်အခုဟာကသပင်ရာသီကလည်းမစတဲ့အချိန်မင်းသားလေးနဲ့ပရိသတ်ကလည်းဝေးကွာနေတဲ့အချိန်ဆိုတော့ဂျားလက်ကမှာ connection တွေကပြတ်တောက်နေသူကိုဖြစ်သွားခဲ့ကြရတယ်ပေါ့နော်အဲ့တော့ကြတော့တချို့ fan တွေကလည်းပိုင်စိုးပိုင်နေမင်းသားညီမမင်းသားမိဘတွေအထိဖုန်းဆက်ပြီးပြောဆိုနေတာတွေရှိတယ်လို့မကီတို့ကြားသိရပါတယ်အဲ့တော့တကယ်တော့အဲ့ဒါတွေကလည်းမင်းသားလေးနဲ့တကွာမင်းသားလေးအနားမှာရှိတဲ့ဆရာဆရာမတွေအကိုတွေဟလာဒီမင်းသားကိုစောက်ရှောက်ပေးနေတဲ့လူတစုကကြိုပြီးတော့ဒီမင်းသားလေးနဲ့ပတ်သက်တဲ့ privacy တွေကိုတချို့ဟာတွေကိုချမပြသင့်တာတွေချမပြဘူးဒီကနေမက်ကေကအကြံပေးပြစေနောက်ပြီးတော့ဒီလူရှင်တော်မောင်လေးတွေလည်းအခုလိုပြဿနာတက်နေတဲ့အချိန်မှာဘာပို့မှမတင်ကြတာကအကောင်းဆုံးဖြစ်မှာပါအဲ့တော့ဒီအချိန်မှာကတော့မက်ကေအကောင်းဆုံးအကြံဉာဏ်ပေးချင်တာကခဏလောက်ငြိမ်နေလိုက်ကြပါသွေးဆူနေတဲ့အချိန်မှာပြောတယ်ဆိုရင်အမှားပါပါတယ်ဒီပြဿနာကဒစိမ့်နဲ့ဖြစ်တဲ့ပွဲမဟုတ်ဘဲနဲ့မိသားစုချင်းဖြစ်တဲ့ပွဲဖြစ်နေပါတယ်เนาะအဲ့တော့ကြတော့ဘသူကိုမှအပြစ်တင်နေမဲ့အစားလူတိုင်းကကိုစီကိုမားတဲ့အမားလေးတွေကိုပြင်လိုက်မယ်ဆိုလို့ရှိရင်ဒီပြဿနာလေးကအဆင်ပြေသွားမှာပါအဲ့တော့မက်ကေအနေနဲ့ကတော့ဘလို့တော့အကြောင်းပြချက်တွေရှိနေပါစေမက်ကေပြောခဲ့သလိုပဲမင်းသားကိုယုံပါတယ်ယုံတဲ့အတွက်မင်းသားရဲ့ရွေးချယ်မှုလည်းမှန်ကန်လိမ့်မယ်ဆိုတော့မက်ကေကသိပြီးသားပါအဲ့တော့အခုပြဿနာမှာဒိုမင်းသားလေးကမိသားစုတွေကိုစကားလေးတစ်ခွန်းလောက်နဲ့ချော့လိုက်ရင်တော့အဆင်ပြေပါတယ်နောက်ပြီးလို့ရှိရင်ငါတို့မင်းသားလေးကsocial မသုံးဘူးဆိုတာကိုမက်ကေနားလဲတယ်ဒါပေမဲ့လည်းတချို့နေရာတွေမှာတော့မင်းသားလေး social သုံးတင်တယ်လို့မက်ကေထင်ပါတယ်ဒီကိစ္စတွေက fan တွေကိုမင်းသားလေးကအစောပိုင်းမှာကတည်းကထိန်းခဲ့မယ်ဆိုရင်ဒီပြဿနာမဖြစ်ပါဘူးတကယ်ဆိုမင်းသားလေးက my day မှာဖြစ်စေဒီ Facebook မှာဖြစ်စေ Instagram မှာဖြစ်စေကျွန်တော်ကိုယုံကြပါမိသားစုများဆိုပြီးတခွန်းလောက်ကလေးတင်ပေးခဲ့တယ်ဆိုရင်တော့အကုန်လုံးကမင်းသားကိုယုံကြမှာပါနောက်တစ်ခုမင်းသားလေးမှာနောက်ပိတ်ဆုံးပြိတ္တကိုချမပြခြင်းသေးပေမဲ့ relationship တစ်ခုရှိနေခဲ့မယ်ဆိုရင်တော့ဒိုမင်းသားလေးကဝန်မခံသေး၍ပြိတ္တကြီးကဒိုမင်းသားလေးရဲ့စကားကိုယုံပေးကြမှာပါเนาะအဲ့တော့ကို့မှာ relationship တစ်ခုရှိနေခဲ့တယ်ဆိုရင်တော့ဒီထိန်းလေးနဲ့နေပြီးတော့ကျွန်တော်ဒီအခုချိန်ထိ single ပါလို့ပြောရင်လည်းပရိသတ်တွေကလက်ခံပေးမှာပါမိသားစုတွေကလက်ခံပေးမှာပါမကေတို့တွေဒီဟိုးအစကတည်းကမင်းသားကိုအားပေးလာခဲ့ကြတဲ့သူတွေဖြစ်တယ်လို့အခုလက်ရှိပြောဆိုနေတဲ့သူတွေလည်းဂယုဏဒေါသနဲ့မင်းသားကိုပြောနေကြတာလို့ပဲမင်းသားကမှတ်ယူပေးပါမိသားစုတွေရဲ့စကားပေါ်မှာဒိုမင်းသားလေးအရင်ကြီးမခံစားပါနဲ့ဘာလို့လဲဆိုတော့ဒိုမင်းသားလေးကpost လေးဖြတ်ပေးတာနဲ့တော့မင်းသားကိုအကုန်လုံးကခွင့်လွှတ်နေကြပါပြီเนาะခွင့်လွှတ်နေကြပါပြီဒိုမင်းသားလေးစကားအသွားလာအထားအတူလေးနဲ့စာရေးသားမှုလေးအနည်းငယ်လိုအပ်သွားတဲ့အတွက်မလိုလားအဖန်နဲ့မိသားစုနဲ့မင်းသားကြားမှာနားလည်မှုလေးတွေလွဲသွားကြတာပါအဲ့တော့ဖန်ဒီကလည်းမင်းသားလေးပေါ်မှာယုံကြည်ပြီးတော့ဒီတစ်ဖက်ကသူတွေကိုမတိုက်ခိုက်ဖ ೇನೆ ကိုမင်းသားကိုပဲ focus ထားပြီးတော့အားပေးမယ်မင်းသားလေးကလည်းဟလာဒီအချိန်မှာအခြေရေးကိုမစင်စားသေးပဲနဲ့ပရိသတ်တွေအတွက်ပဲဒီသပင်နောက်သပင်ရာသီအတွက်ချပြမဲ့အရာတွေအတွက်ဒီဇိုင်းမမတ်လေးလုပ်ပြီးတော့မင်းသားနဲ့ပရိသတ်ကြားမှာ connection လေးမိမိနေပေးမယ်ဆိုလို့ရှိရင်အဆင်ပြေမှာပါအဓိကကတော့မင်းသားလေးကလည်းသူ social ကိုကြောက်ပြီးတော့မသုံးဘဲနဲ့ဒီပရိသတ်တွေကိုပြစ်ထားရကနေဖြစ်လာတဲ့မိဘွားတေးသေးလေးကနေမိဘွားကြီးဖြစ်သွားတာပါเนาะအဲ့တော့ my day လေးမှာဖြစ်စေဒီ Facebook မှာဖြစ်စေ TikTok မှာဖြစ်စေ Instagram မှာဖြစ်စေစာတူလေးတစ်ကြောင်းစကားလုံးလေးတစ်လုံးလေးရေးပေးရင်တော့မှပဲပရိသတ်တွေကတပတ်လုံးစာမင်းသားဘက်ကနေရက်တည်ပြီးတော့မင်းသားကိုချစ်ပြီးကာကွယ်ပေးမဲ့သူတွေပါအဲ့တော့ပြည်ပကပဲပြည်တွင်းကပဲဖြစ်အားပေးနေကြတဲ့အကုန်လုံးကသူတို့ရဲ့တခုလေးတော့ဥတီချက်ကဒိုမင်းသားလေးပျော်ရွှင်ဖို့ပါအဲ့တော့အခုကိစ္စမှာမင်းသားငိုတယ်လို့လည်းမကြည့်ပြကြရပါတယ်အဲ့တော့မိသားစုတွေပြောတဲ့ပုံမှာလည်းအရန်ကြီးစိတ်မကောင်းမဖြစ်ကြပါနဲ့မိသားစုတွေကလည်းဒိုမင်းသားကိုတကယ်ချစ်တယ်ဆိုလို့ရှိရင်ဒီလောက်နဲ့တော်ပြီးတော့အပြုသဘောဆောင်တဲ့စကားလေးတွေပြောပါဖန်တုတွေဖန်စစ်တွေလည်းစကားတွေများမနေကြဘဲနဲ့ဒိုမိသားဒီမိသားစုကိုမင်းသားလေးချော့မဲ့အချိန်ကိုစောင့်မှာသူဘာပဲပြောသူမိသားစုတွေကိုသူပြစ်မထားပါဘူးသူမိသားစုတွေကိုသူချော့မှာပါเนาะအဲ့တော့အဲ့ဒါလေးပဲဒီကနေပြောပြစေမင်းသားလေးလည်းဒီပြဿနာပေါ်မှာဒီဖြစ်စဉ်ပေါ်မှာပေါ့เนาะမင်းသားလေးအနေနဲ့ပြင်သင့်တာကိုပြင်ပါယူသင့်တာကိုယူပါမင်းသားလေးဒီအတွေးခေါ်ဉာဏ်ပညာထက်မြက်ပြီးတော့အရန်တော်တဲ့သူတစ်ယောက်ပါအခုချိန်ထိလည်း6ပြည့်ကင်တဲလဲစဉ်နေလာခဲ့တဲ့ကလေးတစ်ယောက်ဖြစ်တဲ့အတွက်အခုပြဿနာပေါ်မှာလည်းငါတို့မင်းသားလေးကအတွေးခေါ်စင်ကြဉာဏ်စွမ်းနဲ့เนาะအရာရာကိုဒီအကောင်းဆုံးဖြစ်အောင်ပြန်လဲလုပ်ယူနိုင်မယ်လို့မက်ကေတို့ယုံကြည်ပါတယ်အဲ့တော့ဒီကနေပြီးတော့စိတ်တမကြပါနဲ့လို့ပြောချင်ပါတယ် fan တွေကိုလည်းမင်းသားလေးပေါ်မှာယုံကြည်ပြီးတော့ဟလာခဏငြိမ်ပြီးတော့စောင့်ပေးကြပါဘာဆိုဘာမှမတင်တော့ပဲနဲ့မင်းသားလေးကိုပဲငြိမ်ပြီးတော့ခဏစောင့်ပေးကြပါလို့မကေကဒီကနေပြီးတော့နောက်ဆုံးအနေနဲ့ပြောချင်ပါတယ်เนาะအဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်မကေလည်းအရန်ကိုစိတ်ပင်ပန်းနေတယ်ပေါ့เนาะအဲ့ဒါကြောင့်ပါကဲအဲ့တော့ဒီလောက်ဆိုလို့ရှိရင်တို့မိသားစုလေးတွေကလည်းမင်းသားကိုချစ်ပုံချစ်နည်းမှန်မှန်ကန်ကန်ချစ်ကြဖို့တော့လိုပါတယ်เนาะကျေးဇူးပါ